မင်္ဂလာပါရှင်ဒီနေ့ကတော့ပဇွန်နဲ့အာလူလေးချက်စားပါမယ်စာအုပ်တွေဖတ်ဖို့အချိန်မပေးနိုင်တော့ audio ဖုတ်လေးပဲနားထောင်လိုက်ပါမယ်ပဇွန်30သားကိုစားရည်နဲ့စိမ်ပြီးတော့မှအခွန်လေးတွေချွတ်ထားလိုက်ပါမယ်အာလူလေးတွေကိုလည်းတေချာနေတော်လေးတုံးပြီးတော့မှစားရည်လေးနဲ့စိမ်ထားလိုက်ပါမယ်သွန်ပြူနီလေးထောင်းထားပြီးတော့မှစီအိုးလေးတည်လိုက်ပါမယ်စီဆူလာရင်တော့ကျက်သွန်နီလေးစီးတက်လိုက်ပါမယ်ရှင်ကျက်သွန်နီလေးကိုတေချာလေးစီတက်ပြီးရင်တော့အာလူလေးကိုအရင်ချက်ပါမယ်ရှင်အာလူလေးကိုနူးနူးအီအီလေးစားကြလို့ပါစုံစည်းရည်လေးထည့်ပြီးအဖုံးလေးအုပ်ထားလိုက်ပါမယ်အိမ်ရမာကြီးကဘူးရွက်ကြိုက်တော့ဘူးရွက်ကြော်ချက်လေးပါချက်လိုက်ပါမယ်အာလူလေးတွေလူးလာပြီဆိုလို့ရှိရင်ပဇွန်လေးထည့်လိုက်ပါမယ်ပြီးရင်တော့ခဏလေးမှွေပြီးတော့မှစုံစည်းရည်လေးထည့်မယ်မဆလာလေးပါအုပ်လိုက်ပါမယ်ရှင်ပြီးရင်တော့ပဇွန်အာလူဟင်းလေးရပါပြီဘူးရွက်ကြော်ချက်လေးလုပ်ဖို့စီလေးထည့်ပြီးတော့မှကျက်သွန်ဖြူလေးစီတက်လိုက်ပါမယ်ပြီးရင်တော့ဘူးရွက်လေးတွေထည့်ပြီးရင်ပဇွန်ကြောက်လေးလည်းထည့်လိုက်ပါမယ်ရှင်စားလေးနှဲငယ်ထည့်မယ်အချုံမုံလေးထည့်ပြီးတော့မှရေလေးနှဲငယ်ထည့်လိုက်ပါမယ်ပြီးရင်တော့ဘူးရွက်ကြော်ချက်လေးလည်းရပါပြီဟင်းနေလဲချက်ပြီးဆိုတော့ဖျားစွန်းတော်ကတ်မယ်တောက်တော်ကြီးလေးလဲပြီးတော့မှဖျားလေးဝတ်ပြုလိုက်ပါမယ်ရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်